မင်္ဂလာပါ Microsoft PowerPoint ကိုဆက်လေ့လာမယ်ကလစ်နှိပ်ပြီးတော့စာရေးလိုက်တဲ့ကလစ်နှိပ်ပြီးတော့စာရေးတဲ့slide number 1ကိုဆက်လက်ပေးပြီးတော့ new slide နှိပ်တဲ့ဘောက်ကိုဆက်လက်ပေးမယ်ကာစာအထက်မှာရှိနေရင်မရဘူးဘောက်ကိုနောက်တစ်ခေါက်ပြန်ဆက်လက်ပေးတဲ့delete နှိပ်တဲ့အပေါ်ဘောက်ကိုလည်းဆက်လက်ပေးတဲ့ delete နှိပ်တဲ့ insert tab ထဲက text box ကိုယူတဲ့ tab box နဲ့စာရေးတဲ့နေရာတစ်ခုဆွဲလိုက်တဲ့ပို့ထားတဲ့ center ပို့တဲ့ insert tab ထဲက picture ကိုနှိပ်တဲ့ဓာတ်ပုံထဲမှာကျွန်တော်ကဒီဓာတ်ပုံရွေးလိုက်ပြီးတော့ insert ထည့်လိုက်တဲ့ဓာတ်ပုံကိုနည်းနည်းကျုပ်လိုက်တဲ့မြားကောင်းလေးဖက်ဖြစ်တဲ့အချိန်မှာကိုဆွဲချင်တဲ့နေရာဆွဲလို့ရတယ်တက်ပေါက်လည်းအဲ့လိုပဲမြားကောင်းလေးဖက်ဖြစ်တဲ့နေရာမှာဆွဲချင်တာဆွဲလို့ရတယ် slide 2ကိုဆက်လက်ပေးပြီးတော့ new slide နှိပ်တဲ့အောက်ကဘောက်ကိုဆက်လက်ပေးပြီးတော့ delete နှိပ်တဲ့အပေါ်ဘောက်ကိုလည်းဆက်လက်ပေးပြီးတော့ delete နှိပ်တဲ့ tab ပေါက်နှိပ်တဲ့စာရိုက်ထဲမဲ့နေရာကိုကျွန်တော် tab ပေါက်နဲ့ဆွဲလိုက်တဲ့စာရိုက်ထဲလိုက်တဲ့insert tab ထဲက table ကိုနှိပ်တဲ့ကိုပန်နကွက်လိုချင်လဲကိုရွေးလို့ရတယ် table ကိုဒီလိုမျိုးမြားကောင်းလေးပဲဖြစ်တဲ့အချိန်မှာ table ကိုဆွဲလို့ရတယ် table design ကိုလည်းဒီမှာအများကြီးရွေးလို့ရတယ်table ကို click ပေးလိုက်တဲ့ဒါမှ table အပေါ်မှာကိုတင်လိုက်ရင်မြားကောင်းလေးဖက်ဖြစ်တဲ့အချိန်မှာကိုဆွဲလို့ရတယ် table ထဲမှာစာရိုက်ထည့်ခြင်းရင် table အကွက်ထဲမှာ click တစ်ချက်နှိပ်ပြီးတော့စာရိုက်ထည့်လို့ရတယ် slide number 3ကိုဆက်လက်ပေးပြီးတော့ new slide နှိပ်တဲ့အောက်ကဘောက်ကိုဆက်လက်ပေးပြီးတော့ delete နှိပ်တဲ့အပေါ်ကဘောက်ကိုလည်းဆက်လက်ပေးပြီးတော့ delete နှိပ်တဲ့ insert tab ထဲက tab ဘောက်ယူတဲ့ slide ပေါ်မှာဆွဲလိုက်တဲ့ tab ဘောက်ထဲမှာစာရိုက်ထည့်မယ် shape ဆွဲမယ်ရှစ်နဲ့ဖိပြီးဆွဲရင်2ကညီနေမယ်ဒီမှာစစ်နဲ့ဖိပြီးဆွဲရင်2က y နေမယ် save file မှာလည်းကိုကြိုက်တဲ့အရာကိုထည့်လို့ရတယ်ဒီစာကိုဆက်လက်မှတ်ပြီးတော့ home ထက်ကဒီမှာစာလုံး size ကြီးလိုက်တယ်ဘိုးလည်းထားမယ်စိတ်တင်လည်းထည့်ထားမယ် slide 4ကိုဆက်လက်မှတ်ထားပြီးတော့ new slide နှိပ်တဲ့အောက်ကဘောက်ကိုဆက်လက်မှတ်ပြီး delete နှိပ်တဲ့အပေါ်ကဘောက်ကိုဆက်လက်မှတ်ပြီး delete နှိပ်တဲ့ tab ဘောက်နှိပ်တဲ့ကိုစာရိုက်ထဲမဲ့နေရာမှာဆွဲလိုက်တဲ့စာရိုက်ထဲတဲ့for size ကြီးလိုက်တဲ့ဘိုးထဲတဲ့ insert tab နှိပ်တဲ့ smart art ကိုနှိပ်တဲ့ကိုကြိုက်တဲ့ smart art ပုံစံကိုရွေးပြီး okay နှိပ်လိုက်ရင် smart art slide ပေါ်ကိုရောက်လာပြီဒီနေရာမှာ click နှိပ်ပြီးစာရိုက်လို့ရတယ်save file မှာလည်းအရောင်ပြောင်းလို့ရတယ်ဒါက smart art ကို insert tab ထဲကနေထည့်လို့ရတာကိုလေ့လာတာဖြစ်ပါတယ်
ဒီဇိုင်းမှာလည်းကိုကြိုက်တဲ့ဒီဇိုင်းပြောင်းလို့ရသေးတယ်ကျွန်တော်ကြတော့ဒီလိုဒီဇိုင်းထားလိုက်မယ်စလိုက်9ကိုဆက်လက်ပေးထားပြီးတော့ new စလိုက်နှိုက်တယ်ဒီစလိုက်ကြတော့အောက်ကဘောက်ကိုဆက်လက်ပေးပြီးတော့ delete နှိုက်တယ်အပေါ်ဘောက်ကိုဆက်လက်ပေးပြီး delete နှိုက်တယ် insert ထဲကနေ tab ဘောက်နှိုက်ပြီးတော့စာရိုက်ထဲမဲ့နေရာမှာဆွဲလိုက်တယ် tab ဘောက်ထဲမှာစာရိုက်ထည့်တယ်ဆက်လက်ပေးပြီးတော့ font size ကြီးတယ်ဘိုးလည်းထားမယ် insert ထဲက chart ကိုနှိုက်တယ်ကိုကြိုက်တဲ့ chart ပုံစံရွေးလို့ရတယ်ဒီမှာ column ရှိတယ် line ရှိတယ် point ရှိတယ် bar ရှိတယ်အများကြီးရှိတယ် okay နှိုက်တယ်ဒီဇရပ်ကွက်ထဲမှာကိုယ့်ရဲ့ data ရိုက်ပြင်လိုက်ပေါ့နော်ကျွန်တော်ကြတော့ဇရပ်ကွက်ကိုနည်းနည်းချက်လိုက်ပြီးတော့ဒီဇရပ်ကွက်ထဲမှာdata ထည့်လိုက်မယ်ကိုလိုအပ်တဲ့ data ကိုရိုက်တဲ့ပေါ့နော်ဇရပ်ကွက်ထဲမှာchart ကိုလည်းစတိုင်ပြောင်းလို့ရသေးတယ်ဒါ insert ထက်က table ရဲ့ picture ရဲ့ shape smart art chart tab box ဒါတွေကိုလေ့လာသွားတာဖြစ်ပါတယ်